လူတိုင်းရဲ့ဘဝရဲ့မှာကိုတက်ခဲ့ဘူးရဲ့ကြောင်းရုံတတိယနေပါဘူးအဲ့လိုကြောင်းတော်ရုံကျွန်တော်တစ်ခေါက်တော့ပြန်လွှမ်းရအောင်ဗျာကြောင်းနေတဲ့ကမတရားတွေများစွာဘလို့နီးနေမှငါမေးလို့မရနိုင်ဘူးကွာငယ်ချင်းများနဲ့ရင်လို့ပျော်ရွှင်ခြင်းများကိုညလေးနေ့အတိုင်းမလာမီလို့အဖက်က30မှာကြောင်းသူကြောင်းတမကြောင်းတော့ကြီးကိုလွမ်းနေပါတနေ့စီပြောင်းတော့ကြလေငယ်ကငါတို့တောင်းချမ်းတာတွေငါတို့မှတ်ထားတာချိန်နေဘလောက်ပဲပြောင်းစမ်းပါစေဒီခန်းနဲ့အကဘယ်တော့မှမတဲ့အဲ့တော့ချားကန်းကကောင်းမလေးကိုချိန်ခရမယ်အဲ့လေဆရာမယူသေးပါတယ်စာမေးရင်တော့ကြောက်ကြတယ်ပီတီချိန်ဆိုရှေ့ဆုံးကစာဆုံးရင်တော့နောက်ကပဲငါတို့လေးစားတင်ခဲ့ရဒီလိုချောင်းကြီးထဲမှာငယ်ချင်းများနဲ့စုံစားငယ်တဲ့ငါတို့ရဲ့တိတ်ခါချင်ရများနောက်ခေါက်ပြန်နေခြင်းဒီရဲ့ဒီချောင်းတို့ကြီးမလွမ်းနေကပြေးပေငါတို့ရဲ့ချောင်းတို့ကြီးကိုတစ်ခေါက်လောက်ပြန်လွမ်းပေးပါငါတို့ရဲ့ဘဝတွေထဲကချောင်းဝင်ကြီးကိုလေလည်းတတိယနေပေးပါဘယ်တော့မှမတော်နေကွာငယ်ချင်းတွေပြန်ဆုံးချမေးချောင်းကြီးတယ်မှာတငယ်ချင်းမင်းမှတ်မိလားငါတို့ခုပင်ကြီးအောက်မှာ sorry ရဲ့အကြီးကြတာကိုမိုးစည်းတန်းငါဖက်သုံးနဲ့ချတန်းချောက်ကိုလွမ်းနေတန်းထဲမှာဆင်မမွေးနဲ့ချိန်စုပြောရရမ်းမယ်ငါတို့တွေတက်ကြီးသွားကြောင်းရင်လိုပါပဲပြက်နှလို့ရင်ဆရာမနဲ့ထင်ကိုလာဆွဲအဲ့တော့တဆလုပ်တယ်လို့ပြောပြီးခဏနောက်ဝါလုံးဆွဲအခါက30ကကြောင်းသူတွေကမဟာရလာဆုံးပဲကားတော့နေမဲ့ကိုအထိဆုံးပါတော့ဆုံးတန်းမှာကိုစရစ်ပြီးအေုံလားပြောစရာခိုက်တက်နေတဖန်ကစဉ်းစားရတယ်ငါငယ်ကလိမ်မော်ရတော့တာတင်တာပြထိုးချင်တဲ့စတဲ့ပြီးတော့ crack ကိုသွားပေးတာမျိုးပြီးငပြရေးပိုင်နဲ့ကောင်းရဲ့နားလေးလာတို့အဲ့လိုငင်းကအထားတွေခုချိန်မှလည်းပြန်မရသို့တော့ကြောင်းကြီးကိုလွမ်းနေခဲ့တာရင်ထဲကအမှန်တရားလမ်းမစဲပါပဲငါတို့ရဲ့ကြောင်းတို့ချီကိုလည်းကြောင်းရှင်ရများတော့ဖန်တီးခဲ့ဘူးတဲ့တေးပင်ပန်းပြီးများစွာခုဒီစိတ်လာလို့နေတာငါတတိယနေစေပါဒီကြောင်းတော်ကြီးကိုငါတို့ရစားငယ်ရဒီလိုကြောင်းဝင်ကြီးထဲမှာငယ်ချင်းများနဲ့ဆောစားခဲ့တဲ့ငါတို့ရဲ့တိတ်ကချေရများနောက်ခေါက်တော့ပြန်နေခြင်းတည်းတဲ့ဒီကြောင်းတော်ကြီးမှာလွမ်းတွေကပြေးပဲပြေးပဲငါတို့ရဲ့ကြောင်းတော်ကြီးကိုတစ်ခါတော့ပြန်လွမ်းပေးပါငါတို့ရဲ့ဘဝတွေကကြောင်းဝင်ကြီးကိုလည်းတတိယနေပေးပါဘယ်တော့မှမသွားတဲ့ကွာငယ်ချင်းတွေပြန်ဆုံးကြမယ်ကြောင်းကြီးတဲ့မှာနေစေကြောင်းတို့ကြီးကိုလွမ်းနေစေလွမ်းနေစေငါတို့ချောင်းတော်ကြီးကိုလွမ်းနေစေလွမ်းနေစေငါတို့ချောင်းတော်ကြီးကိုလွမ်းနေစေငါတို့ချောင်းတော်ကြီးကိုလွမ်းလို့နေစေငါတို့ရဲ့ချောင်းတော်ကြီးကိုတစ်ခေါက်လောက်ပြန်လွမ်းပေးပါငါတို့ရဲ့ဘဝတွေထဲကချောင်းဝင်ကြီးကိုလေလည်းတတိယနေပေးပါရောမမီတော်နေကွာနေချင်းနဲ့ပြန်ဆုံးကြမေးချောင်းကြီးတယ်မှာငါတို့ရဲ့ချောင်းတော်ကြီးကိုတစ်ခေါက်လောက်ပြန်လွမ်းပေးပါငါတို့ရဲ့ဘဝတွေထဲကချောင်းဝင်ကြီးကိုလည်းတတိယနေပေးပါဘယ်တော့မှမသွားတဲ့ကွာငယ်ချင်းတွေဖြတ်ဆုံးကြမယ်ချောင်းကြီးတဲ့မှာလုံးနေပါပြီကျဲဒီဝေးရရှေ့ကနေမာကန်ကြီးကွာဒီမေနားမှာပဲကြက်နေရဘူးနားမှမနေဖေးဟိုတော့လက်ခံအဖက်က30မှာကြောင်းဒီလိုတည်းနေဒီချိန်နေဘလောက်ပဲကြောင်းတယ်အဲ့လေကဘယ်တော့မှမအဲ့တော့ချားကန်းကကောင်းမှလေးကိုချိန်ခရမယ်အဲ့လေဆရာမယူသေးပါတယ်စာမေးရင်တော့ကြောက်ကြတယ်ဒီလိုဆိုရှင်းတော့စာဆုံးရင်တော့နောက်ကပဲတို့စားတင်ရဒီလိုချောင်းကြီးလေးမှာင
ချင်းများနဲ့စောစားလေးတို့ရဲ့တိတ်ကချင်ရများလက်ခေါ်တဲ့လူချင်း ဒီလေဟုတ်တယ်ပြောလာပါအေးသေးပဲခါခါဒီကပြလိုက်ဟုတ်ရိုက်လေးတော့လေလေးတော့โอเคကကောင်းလေးချောတယ်ငါ့ဘဝလာပေးသွားတာလေတည့်တီးရယ်ကျောင်းမှာပြည့်စည်နေတာ တော့ပြီချက်စီရ ကျောင်းမှာပြည့်စည်တို့ပြည့်စည်ဒီပြတ်မှသေးရနော် ငါတို့ကိုကိုပဲဟော sorry ရဲ့ကြီးကြတာကိုမိုးစီးကငါပက်တော့နေချတဲ့ တော့ဘယ်လိုပဲမသိဆိုပြို